တင်ဟာတစ်စက္ကန့်ကိုကီလိုမီတာ3သိန်းနှုန်းနဲ့ပြီးနိုင်ရင်ဘာဖြစ်မလဲသိလားအချိန်နဲ့ရပ်သွားမလားဒါမှမဟုတ်တင်ဟာစัจ java လာရင်တည်ရခံဖြစ်သွားမလားအလင်းထက်မြန်တဲ့အရာတကယ်ပဲရှိနိုင်မလားဆိုတာဒီနေ့အဖြေရှာကြည့်အောင်ယူပဗေဒရဲ့ဖခင်ကြီးအိုင်းစတိုင်းကပြောခဲ့ဘူးတယ်အလင်းရဲ့အလင်းဆိုတာစัจ java လာရဲ့ ultimate speed limit ပါပဲဘာလို့လဲဆိုတော့တင်ဟာအလင်းနီးပါးမြန်အောင်ပြီးလေတင်ရဲ့ mass jet 2ကပိုကြီးလာလေပါပဲတင်ဟာအလင်းရဲ့အလင်းကိုရောက်သွားတဲ့အခါမှာတော့တင်ရဲ့ jet 2က infinite အကန့်အသတ်မရှိဖြစ်သွားပြီးရှေ့ဆက်တိုးဖို့စွမ်းအင်တွေအကုန်လုံးကိုသုံးလိုက်ရပါလိမ့်မယ်အဲ့ဒါကြောင့်လူသားတွေတီထွင်ထားတဲ့ဘဲအရာမဆိုအလင်းထက်မြန်ဖို့မဖြစ်နိုင်တာပါဒါပေမဲ့စัจ java လာကြီးက cheat codes တွေသုံးနေတယ်ဗျာစัจ java လာကြီးပြန်ကားနေတာဟာအလင်းထက်ပိုမြန်ပါတယ်ဒါကဝတ္ထုပစ္စည်းတွေပြီးနေတာမဟုတ်ဘဲ space ဟင်းလင်းပြင်ကိုယ်တိုင်တာပွားလာတာမို့ physics law ကိုချိုးဖျောက်ရမရောက်ပါဘူးအမှုလေးနှစ်ခုဟာစัจ java လာရဲ့တစ်ဖက်တစ်ချက်စီမှာရှိနေရင်တောင်တစ်ခုကိုထိလိုက်တာနဲ့နောက်တစ်ခုကချက်ချင်းတုံ့ပြန်ပါတယ်ဒါဟာအလင်းထက်မြန်တဲ့ information transfer လို့ယူဆလို့ရပါတယ်သိပ္ပံပညာရှင်တွေစိတ်ကူးယဉ်နေပဲ warp drive အကြောင်းကြားဘူးလားအရာဝတ္ထုကိုမြန်အောင်မောင်းတာမဟုတ်ကိုရှိက space ကိုကျုံလိုက်နောက်က space ကိုပြန်လိုက်နေငကားပတ်တယ်လို့တွားတာပါဒါဆိုရင်တော့အလင်းထက်မြန်တဲ့ခရီးစဉ်တွေကလက်တွေ့ဖြစ်လာနိုင်ပါတယ်အချို့ကတော့လက်ရှိကျွန်တော်တို့တည်ထားတဲ့ယူပါပေးတဲ့အရာ no ပါဒါပေမဲ့သိပ္ပံဆိုတာအမြဲပြောင်းလဲနေတာမဟုတ်လားနောက်တစ်ချိန်မှာကျွန်တော်တို့ဟာအလင်းထက်မြန်တဲ့ Tachyons အမှုလေးတွေကိုရှာတွေ့သွားရင်ရောပင်ရောပဲလို့ထင်လဲလူသားတွေကျင်းစင်စုတွေကြားကိုအလင်းထက်မြန်တဲ့ယင်နဲ့တွားနိုင်မဲ့နေ့ကိုမြင်ရမှာလားကောမန်မှာဆွေးနွေးသွားအောင်နော်